မချရတယ်ကျမ်းမာချင်းတင်မကောင်းထင်တယ်အခုကချောင်းဆိုးရမယ်ဆိုပေမဲ့လေနောက်ကျရင်ဒီတက်ပိုစိုးနိုင်နေလေကျွန်တော်ကလက်ခံနိုင်ကြုံတွေ့ရနိုင်တယ်အခါကျရင်အမအနေနဲ့စေးကူတောင်းစေးအတွက်လေအခက်ခဲဖြစ်နေရှောင်းဟဲ့မတော့ ဒါကဘာလဲမသိဘူး ဒါ KBZ like ရဲ့ American Insurance လေးမှာတွားကြတော့ဘန်ကောက်မှာစေးကူတောင်းရနိုင်တာမဟုတ်ပဲနဲ့အမအနေနဲ့စေးရုံမတက်ခင်ရောတက်နေတော့တက်ပြီးွားတဲ့အချိန်ကြီးအထိပါအမစေးကူတောင်းစိတ်တွေရအဲ့လိုပြည်တွင်းစေးရုံမှာဆိုလို့ရှိရင်လေအမငွေသားမလို့ပဲနေစေးကူတောင်းနိုင် တကယ် တကယ်မှာအဲ့တော့အမအခွင့်မလား โอเคလေးဒါဆိုလဲ